စစ်ကောင်ရှင်ရဲ့တူရောင်ရွေးကောက်ပွဲအတွက်တက္ကသိုလ်ကျောင်းသားတွေကိုသက်ဆိုင်ရာမဲဆန္ဒနယ်မှာကြိုတင်မဲပေးဖို့စစ်အုပ်စုရဲ့ရွေးကောက်ပွဲကော်မရှင်ကအတင်းအဓမ္မဖိအားပေးခိုင်းစေပြီးမဲပေးပြီးမှကျောင်းဝင်ခွင့်ပြုမယ်လို့သိရပါတယ်။ကြိုတင်ဆန္ဒမဲပေးပြီးတဲ့တက္ကသိုလ်ကျောင်းသားတွေကိုသာကျောင်းဝင်ခွင့်ပြုမယ်လို့စစ်ကော်မရှင်လက်အောက်ခံသက်ဆိုင်ရာဝန်ကြီးဌာနတွေအောက်ရှိတက္ကသိုလ်အသီးသီးကထုတ်ဖော်ပြောကြားတယ်လို့တက္ကသိုလ်ကျောင်းသားတွေစီကသိရပါတယ်။အခုနှစ်တက္ကသိုလ်တက်မဲ့ကလေးတွေကိုကြိုတင်မဲပေးလာရမယ်လို့ခိုင်းစေတဲ့တွေကြားနေရတယ်။ကြိုတင်မဲမပေးဘဲလာရင်ကျောင်းဝင်ခွင့်မပေးဘူးဆိုပြီးသတင်းကြားနေရတယ်လို့တက္ကသိုလ်ကျောင်းသားမိဘတို့ပြောပါတယ်။တက္ကသိုလ်ကျောင်းသားတွေအနေနဲ့မဲစင်းပါရှိရာရက်ကွက်သို့မဟုတ်ကျေးရွာအုပ်စုကော်မရှင်ဖွဲ့ခွဲရုံးမှာနိုင်ငံသားစီစီရေးကကျောင်းဝင်ခွင့်ထောက်ထားပြပြီးကြိုတင်မဲပေးရမှာဖြစ်တယ်လို့စစ်အုပ်စုရဲ့ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကထုတ်ပြန်ထားပါတယ်။ကျောင်းတက်မဲ့သူတွေကိုကြိုတင်မဲပေးခိုင်းနေတယ်။မဲပေးတဲ့ရက်ကကျောင်းဖွင့်ချိန်ဖြစ်နေတော့မဲပေးရတာကကိုးစာတိမှာပဲပေးရမှာဆိုတော့ကျောင်းမဖွင့်ခင်ကိုးစာတိမှာပဲမဲပေးခိုင်းတယ်။မပုံတင်နဲ့ကြိုတင်မဲပေးခိုင်းတယ်။ရန်ကုန်မှာရှိနေတဲ့သူဆိုတော့မဲမပေးခိုင်းမှာဘူးလို့ First Voter တက္ကသိုလ်ကျောင်းသူတို့ကပြောပါတယ်။စစ်အုပ်စုက၎င်းတို့ရဲ့တူရောင်ရွေးကောက်ပွဲအတွက်မဲပေးခွင့်မဆုံးရှုံးစေဘူးလို့ဆိုပြီးမဲဆန္ဒနဲ့ပြင်ပရောက်ရှိနေတဲ့တက္ကသိုလ်ကျောင်းသားတွေကိုအဓမ္မဖိအားပေးပြီးနိုဝင်ဘာ18ရက်ကနေ21ရက်နေ့ထိကြိုတင်မဲပေးရမယ်လို့ညွှန်ကြားထားကြောင်းရွေးကောက်ပွဲအဖွဲ့ပွဲစီကသိရပါတယ်။လက်ရှိမှာမြိတ်ဗုတ်ပြင်းတနင်္သာရီတက်ကုန်းဟိုပင်အလုံမောက်မယ်ပင်းတရကိုဟင်းမြို့တို့မှာတက္ကသိုလ်တက်ရောက်မဲ့ကျောင်းသားကျောင်းသူတွေကြိုတင်ဆန္ဒမဲပေးနေတယ်လို့စစ်အုပ်စုအောင်ပေါ်သတင်းစာတွေမှာဖော်ပြထားပါတယ်။